Hello 皆さんこんにちはဒီတစ်ခေါက်ကကြတော့ဒီ Dynamic ကသင်ခန်းစာနှစ်လေးရဲ့ grammar pattern 2လေးပေါ့နော်အဲ့ဒီအတွက် exercise လေးဖြစ်တယ်ပေါ့နော်အဲ့ဆိုတဲ့အခါကျတော့ဒါလေးကကြတော့ပုံလေးကိုမြားလေးကအောက်ကိုပြတာဖြစ်တဲ့အတွက်ပုံလေးကိုကြည့်ပြီးတော့ဖြည့်ပြရမှာဖြစ်တယ်ပေါ့နော်ဆိုရယ်ဝါတဲ့ဒီကတော့ဆိုရယ်ကိုသုံးထားတယ်ဆိုရယ်ဝါတဲ့နန်းတော့ခါဂီတက်စကာတဲ့ဒီဟာဒီတဲ့ဘာရဲ့တော့ဖြစ်ပါတယ်လေအဲ့လိုပေါ့နော်တော့တွေမှာဆိုလဲအများကြီးရှိရလေဗီဒီယိုတော့ရှိတယ်အိမ်တော့ရှိတယ်စပိန်တော့ရှိတယ်စိုက်ကယ်တော့ရှိတယ်ကားတော့ရှိတယ်ဆိုတော့ဘာအတွက်သုံးတဲ့တော့လဲဟုတ်ပြီနော်ဗီဒီယိုရဲ့တော့လားကားရဲ့တော့လားဟုတ်ပြီနော်အိမ်ရဲ့တော့လားဒါမှမဟုတ်လို့ရှိရင်စိုက်ကယ်ရဲ့တော့လားအဲ့လိုမျိုးဆိုတော့ဘာရဲ့တော့လဲဆိုပြီးတော့ तू သိချင်တာဖြစ်တဲ့အတွက်မိတာဆိုတော့ तू ဥပမာဖြေပြထားတယ်ခရုမာနော်ခါငီဒက်စ်တဲ့ကားရဲ့တော့ဖြစ်ပါတယ်ဆိုတော့ဒီတော့ကကားတော့ပေါ့နော်အဲ့ဆို一番那时候exerciseလုပ်ရတော့မယ်ဆိုရဲဝါနန်းနော်ဇက်ရှိတက်စကဆိုရဲဝါနန်းနော်ဇက်ရှိတက်စကဟိုဟာဒီဘာရဲ့မဂ္ဂဇင်းဖြစ်ပါတယ်လေဆိုပြီးတော့မေးထားတယ်ကြည့်လိုက်တော့ CAR ကားဆိုတဲ့အတွက်ကားတွေနဲ့ပတ်သက်တဲ့မဂ္ဂဇင်းဟုတ်ပြီနော်ကားအကြောင်းတွေဖော်ပြထားတဲ့မဂ္ဂဇင်းဆိုတော့ခရူမာနော်ဇက်ရှိဒတ်ကားတွေရဲ့မဂ္ဂဇင်းဖြစ်ပါတယ်ခရူမာနော်ဇက်ရှိဒတ်ဟုတ်ပြီနော်နံပါတ်1မှာဆိုရင်ဟိုဟာဒီဘာရဲ့ CD ဖြစ်ပါတယ်လေ CD ပေါ်မှာရေးထားတဲ့နီဟွန်ကောတဲ့နော်နံပါတ်3မှာဆိုလို့ရှိရင်ဟိုဟာဒီဘာရဲ့မဂ္ဂဇင်းဖြစ်ပါတယ်လေဂျာနယ်တဲ့ဘာဂျာနယ်လဲဆိုတော့ကင်မရာဂျာနယ်တဲ့နော်နောက်တစ်ခုရုံးမန်ကြတော့ဆိုရဲဝါနန်းနော်ဟွန်ဒက်စကဘာရဲ့စာအုပ်ဖြစ်ပါတယ်လေကြည့်လိုက်တော့နီဟွန်ကောတဲ့အဖြစ်ကြီးနော်ဟုတ်ပြီရခုပန်ကြတော့ပုံလေးကိုအောက်ကိုပြထားဖြစ်တဲ့အတွက်အောက်ကပုံလေးကိုကြည့်ရောဖြည့်ပြရမယ်ပေါ့နော်ခိုရဲဝါတဲ့ဓာတ်တယ်နော်တဲ့နိုးတိုတက်စကားတဲ့ဒီဟာဒီတဲ့ဘသူရဲ့မတ်စုစာအုပ်ဖြစ်ပါတယ်လဲဆိုတော့မတ်စုစာအုပ်ပေါ်မှာနာမည်လေးထိုးထားတယ်ခါလီနာဆိုတော့ခါလီနာဒီကိုမဟုတ်တဲ့အတွက်သူရဲ့နောက်မှာဆန်လေးထည့်ခေါ်ပေးရမယ်ခါလီနာဆန်တော့နိုးတိုဒတ်ခါလီနာဆန်ရဲ့စာအုပ်ဖြစ်ပါတယ်ဒါကြတော့ပိုင်ဆိုင်မှုလေးတွေကိုမေးတဲ့ပုံစံမျိုးလေးပေါ့နော်နောက်တစ်ခုအချီပန်မှာဆိုရင်ခိုရဲဝါဓာတ်တယ်နော်ကာဘန်ဒက်စကဒီဟာဒီဘသူရဲ့အိတ်ဖြစ်ပါတယ်လေပေါ့ဆိုတဲ့ခါကျအိတ်ပေါ်မှာနာမည်လေးရေးထားပေးတယ်ယာမာဒါတဲ့ဆိုတဲ့ခါကျတော့ဒါဆိုရင်ယာမာဒါဆန်ရဲ့အိတ်ပေါ့ယာမာဒါဆန်နော်ကာဘန်ဒက်စ်ပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကိုလည်းတန်တဲ့နံပါတ်လေးဖြစ်တဲ့နိဗန်ဆမ်မန်ယူမန်လေးကိုလည်းဖြည့်ကြည့်နော်ယူမန်ရဲ့ပုံလေးကကြတော့သူကစာအုပ်လေးမှာဘောပေလေးပါထိုးတာဖြစ်တဲ့အတွက်သူဒီတေချောအိတ်ဆောင်မဆုစာအုပ်လေးဖြစ်ပါတယ်နော်နနာဘန်ခိုလေဝါခါလီနာဆန်တော့ဒက်စကာတဲ့เนาะသူကအပေါ်များထိုးတာဖြစ်တဲ့အတွက်ဘောကပုံလေးကိုကြည့်ပြီးတော့ပဲဖြေရမှာဒီဟာဒီတဲ့ခါလီနာဆန်ရဲ့တဲ့ခါလီနာဆန်ရဲ့ဟာဟုတ်ပါသလားဆိုတော့ကြည့်လိုက်တော့ notebook ကလေးပေါ်မှာခါလီနာလို့နာမည်ထိုးတာဖြစ်တဲ့အတွက်သူမေးထားတာမှန်တဲ့အတွက် hi ခါလီနာဆန်တော့ဒက်ဟုတ်ကဲ့ခါလီနာဆန်ရဲ့ဟာဖြစ်ပါတယ်ပေါ့เนาะနောက်တစ်ခုလဲယူကိုပဲပြန်ကြည့်မယ်ခိုရဲဝါမီဒါဆန်တော့ဒက်စကာတဲ့ဒီဟာဒီမီဒါဆန်ရဲ့ဟာဟုတ်ပါသလားတဲ့ကြည့်လိုက်လေစာအုပ်လေးပေါ်မှာနာမည်ထိုးတာခါလီနာဆိုတော့မီဒါဆန်ရဲ့ဟာဘယ်ဟုတ်မလဲမဟုတ်ဘူးဆိုလို့ရှိရင်เนาะသူမေးတဲ့ဟာကိုညင်းမှာပေါ့เนาะဤရဲ့မီဒါဆန်เนาะဒက်စ်ရဲ့အညီကပါလဲဂျာအာဒီမာဆန်ဒါမှမဟုတ်ရင်ဒဲဝါအာဒီမာဆန်ဒဲဝါရဲ့အတူကောက်ကဂျာလေးเนาะဆိုတဲ့အခါကျတော့ဟင်းအေးမီဒါဆန်ရဲ့ဟာမဟုတ်ပါဘူးပေါ့နံပါတ်1အချီပန်ခိုရဲဝါဝန်ဆန်နော်ဒက်စကာဆိုပြီးတော့မေးရတော့မယ်ဝန်ဆန်နော်ဒက်စကာဆိုတဲ့ဟာမေးတဲ့ခါကျအချီပန်ကိုကြည့်လိုက်အဲ့ကလေးရဲ့ပေါ်မှာနာမည်ထိုးထားတာကယာမာဒါဆိုတဲ့ခါကျတော့ဝန်ဆန်ရဲ့ဟာမဟုတ်ဘူးပေါ့မဟုတ်ဘူးဆိုတော့သူမေးထားတာမှားနေပြီဆိုတော့ညင်းပြီးဤရဲ့ဝန်ဆန်နော်ဒါဆက်ညပါလေဂျာအာရီမာဆန်ဝန်ဆန်နော်ဂျာအာရီမာဆန်ဟင်းအင်းဝန်ဆန်ရဲ့ဟာမဟုတ်ပါဘူးဟုတ်ပြီနော်အဲ့လိုလေးတိုင်းဆက်ပြီးတော့ဖြည့်သွားမယ်ဟာချီပန်
このノートは誰のですかဒါကြတော့このそのအာနုရဲ့အသုံးပုံစံလေးပေါ့နော်このそのအာနုကကြတော့နောက်မှာတက်ရှိတက်မဲ့နောက်တစ်ခုခုပါမယ်このノートは誰のですかတဲ့ဒီအိတ်ဆောင်အပေါင်းစမီမာဆန်ဒီမတ်စုစာအုပ်ကဘသူရဲ့ဟာလဲဆိုတော့မတ်စုစာအုပ်လေးပေါ်မှာကြည့်လိုက်တော့ပုံလေးမြားလေးရာပုံထူတာဖြစ်တဲ့ပေါ်ကပုံပဲသွားကြည့်မယ်နော်ဆိုတော့ခါလီနာလို့နာမည်ထူတာဖြစ်တဲ့အတွက်ခါလီနာဆန်နော်ဒက်ခါလီနာဆန်ရဲ့ဟာဖြစ်ပါတယ်ပေါ့အီချီဘန်မှာဆိုလို့ရှိရင်ကြတော့အီချီဘန်ရဲ့ပုံလေးကအိတ်ကလေးဆိုတော့ခိုနိုရဲ့အနောက်မှာတက်မဲ့နောက်ဖြစ်တဲ့ခါပန်လေးလိုက်တာပေါ့သူကတက်ရှိလဲလောက်လို့ရရနော်ခိုနိုအနိုဟီတိုဝါဟိုကသူကဆိုပြီးတော့အရှိမကြက်ခဲ့ဘူးတယ်လေနော်ခိုနိုခါပန်ဝါဒါတယ်နော်ဒက်စကဒီအိတ်ဒီဘသူရဲ့ဟာလဲဆိုပြီးတော့မေးလိုက်တော့အိတ်ပေါ်မှာနာမည်ကယာမာဒါဆိုတော့ယာမာဒါဆန်နော်ဒက်စ်ပေါ့နော်ဟိုက်ဂျန်နဲ့နိဗန်ဆမ်မန်ယွန်မန်နံပါတ်1 3 4ကိုလည်းမနာဆန်တို့ဖြည့်ကြည့်ပါအောင်နော်အားလုံးရှော့ရှော့ရှူရှူနဲ့ဖြည့်နိုင်တယ်ဆိုရင်တော့မနာဆန်တို့ရဲ့ဂျပန်စာဒီတိုးတက်လာတယ်ဆိုတာအမှန်ကန်ဖြစ်ပါတယ်ပေါ့နော်ဟိုက်အားလုံးပဲအဆက်ဆက်ရအဆင်ပြေကြပါစေနော်နောက်ရက်မှာဒီအဖြေဒါဒီ exercise လေးရဲ့အဖြေတိုက်ထားတဲ့ဗီဒီယိုလေးကိုထပ်တင်ပေးမှာဖြစ်ပါတယ်နော်ဟိုက်မနာဆန်နောက်ရက်မှာတွေ့ကြမယ်နော်ဘိုင်ဘိုင်မတားနဲ့